အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်မွန်တန်လေး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြင်တဲ့ပန်ကာကတော့ဟတ်တာတွေမျိုးစားပါနော်ဒီကောင်ကနိုင်ရန်ကပ်ပန်ကာလေးလုံးကြီးပဲဒီ session လက်မလောက်ရှိတယ်ပေါ့နော်နိုင်ရန်ကပ်ပန်ကာလေးဒီပန်ကာကိုကျွန်တော်ဒီမှာ live ဖွင့်ကြည့်ပြီးပါကျွန်တော်ဖွင့်ကြည့်ပြီးတော့ကျွန်တော်တွေ့တဲ့ဟာကတော့ဒီပညာလဲလို့မရဘူးပေါ့နော်ပိုင်ချင်းပြောရတဲ့ပညာလဲလို့မရဘူးပေါ့ပန်ကာကတော့လဲတယ်ဒီပညာလဲလို့မရဘာကြောင့်လဲလို့မရလဲဆိုတော့ကျွန်တော်ဖွင့်ကြည့်တဲ့အခါမှာဒီအနောက်မှာအပူလွန်ပြီးတော့အရေးပြောနေတာကျွန်တော်တွေ့ရတာပေါ့နော်နောက်အနီးကပ်ပြပေးမယ်နော်တကယ်ကျွန်တော်ဒီမှာဖွင့်ပြီးတော့ဒီအနေထားကျွန်တော်တွေ့ရတယ်ဒီမှာနောက်မှာဆိုရင်ဒါသူ့မော်တာပေါ့နော်ဒီပညာလဲတဲ့မော်တာပေါ့နော်ဒီကောင်တော့ capacitor ဒီအောက်မှာဆိုရင်ကျွန်တော်ဒီကောင်ဖြုတ်ထုတ်လိုက်တယ်ကျွန်တော်ကိုင်းရလွယ်အောင်နော်ဒီကအသွားလေးတွေကလည်းလုံးဝအရေးပြောနေနော်လုံးဝအရေးပြောပါပြီဒီသွားလေးတွေလုံးဝရေးပြောနေဒီအောက်မှာလည်းရေးပြောနေပါတော့ရေးပြောလုံးဝထည့်လို့မရတော့တေးပါအမှန်ဆိုဒီမှာအသွားတစ်ချောင်းရှိတယ်ပေါ့နော်ဒီဆက်သွားဒီနှစ်ခုကို join ထားတဲ့ဆက်သွားဒီကောင်လည်းရေးပြောဒီကောင်ကိုကျွန်တော်တို့ဖြုတ်ထုတ်ရမယ်တော်တော်မာမယ်ပေါ့နော်ဖြုတ်ထုတ်ပြီးရင်ဒီနှစ်ခုကိုကျွန်တော်အသေးဝယ်လဲရမယ်ပြီးတော့ကျွန်တော်ဒီကမော်တာကိုလည်းကျွန်တော်စမ်းကြည့်ပြီးပါဒီမော်တာပေါ့နော်ဒီပညာလဲတဲ့မော်တာလေးဒီကောင်ကလည်းပြတ်နေပေါ့နော်ဒီမော်တာတစ်လုံးကျွန်တော်ဝယ်လဲရမယ်ပြီးရင်ဒီအသွားတစ်စုံကျွန်တော်ဝယ်လဲရမယ်နော်ဒီနှစ်ခုလဲပြီးရင်တော့အဆင်ပြေမယ်လို့ညွှန်လိုက်ပါနော်โอเคအဲဆိုရင်ကျွန်တော်စပြီးတော့ဖြုတ်လိုက်အောင်ဒီဟုတ်ကဲ့ပါဒီကောင်လေးကျွန်တော်လဲဖို့အတွက်ဆိုရင်ကျွန်တော်ဖြုတ်အောင်နော်ဒီမူလေးမပြောင်းထားတော့ပြီးရင်ဒီမော်တာကျွန်တော်ဖြုတ်ထုတ်အောင်နော်ဒီမော်တာကတော့ဒီတိုင်းဖြတ်ထုတ်လိုက်ရပါတယ်နော်ဒီကိုကလည်းပြန်တယ်โอเคမော်တာကျုံးတစ်ချောင်းကိုကျွန်တော်ဖြတ်ညှက်ထုတ်လိုက်မော်တာကိုကျွန်တော်အရင်ဖြုတ်ထုတ်လိုက်ဒီကောင်မော်တာလေးထွက်လိုက်ပေါ့နော်ဒါပန်ကာပဲညာလဲတဲ့မော်တာလေးပေါ့နော်ဒီကောင်ကိုကျွန်တော်အစ်တစ်လုံးဝယ်ထည့်အောင်ဝယ်လဲရအောင်ဒီကောင်ပြတ်သွားပြီတကယ်လို့ကောင်းသေးတယ်ဆိုရင်ကျွန်တော်ဒီကောင်လက်နဲ့လှည့်လို့လုံးဝမနိုင်ဘူးเนาะဟုတ်လားဒါအသာလေးလှည့်လို့ရတယ်လားဒါအထဲမှာပျက်စီးသွားပြီเนาะမော်တာကောင်းဆိုရင်ကျွန်တော်လုံးဝလှည့်မနိုင်ဘူးဒါတစ်ဖက်ဘယ်ဘက်မှလှည့်လို့မရဘူးเนาะမော်တာကောင်းဆိုရင်သူကအားတအားကြီးဒီအခုကတစ်ဖက်ကတော့အချောင်းနဲ့အသာလေးလှည့်လို့ရတယ်လက်တစ်ချောင်းနဲ့အဲဆိုရင်ဒီမော်တာပျက်စီးနေပြီเนาะဒီဘက်ညာဘက်ကိုလှည့်ရင်တော့မနိုင်ဘူးเนาะအဲညာဘက်လှည့်အသာလေးဖြစ်နေတာအဲကြောင့်ဒီကောင်ပြတ်သွားပြီအသစ်ဝယ်လဲရမယ်โอเคပြီးရင်ဒီနောက်အောင်ကျွန်တော်ဖြုတ်အောင်ဖြုတ်ပြီးတော့ဒီကောင်ထောက်အောင်ပေါ့เนาะမူလီရှိတယ်မူလီကိုဖြုတ်လိုက်မူလီ3လုံးရှိရပါတော့โอเคညမူလီ3လုံးဖြုတ်ပြီးအောင်တော့ဒီမှာဒီနောက်ကပညာလဲတဲ့အုံကြီးဆက်အုံကြီးပေါ့နော်ဒီကောင်ထွက်လာမော်တာထဲတဲ့မူလီမပြောက်ဖို့အတွက်ကျွန်တော်ဒီမှာပြန်ထည့်ထားလိုက်โอเคအဓိကဒီကောင်ပါနော်ဒီကောင်ကိုကျွန်တော်ထောက်ရမှာဒါအလုပ်တော်တော်ရှောင်းမှာပေါ့သူကအရေးပျော်ပြီးတော့အထဲမှာမာကတောက်သွားရင်နော်ကျွန်တော်ဘယ်လိုထောက်အောင်လဲမသိဘူးโอเคကျွန်တော်မရအောင်တော့ကြမ်းမှာပေါ့နော်ပန်ကာကတော့အကောင်းတိုင်းပဲဒီဥစ္စာကိုကျွန်တော်ဖြောက်ပြီးရင်ညောင်လည်းအစ်စ်ဝယ်ရပါတော့နောက်ဆက်ဒီကောင်ဒီဥစ္စာထွက်အောင်ကျွန်တော်လောက်ရမယ်နော်ဒါဆိုရင်ကျွန်တော်ဒီပြားကြီးကိုကျွန်တော်အရင်ထောက်အောင်ပါနော်မူလီရှိတဲ့ဒီကောင်လည်းထောက်ဒီကောင်ထောက်ကြည့်နော်ထွက်တယ်နော်ကျွန်တော်မထွက်ဘူးထင်တယ်ဒီတော့လုံးဝတောင်းမရတော့ဘူးနော်ဒီပြောရโอเคမကြည့်တော့ဒီပြောရ
လောက်တောင်ပူလဲဆိုတော့ဒီကောင်မှရေးပြောတယ်စဉ်းစားကြည့်ပါမင်းလေးပြန်ထားရမယ်ပြီးရင်ဒီကောင်ကိုကျွန်တော်ဒါနဲ့လေ့ကျင့်ပါနော်ခေါ်ပဲဆိုတော့နိုင်ပါမယ်ဒါထုကြည့်ကြော်ရကောโอเคဒါဆွဲလို့ထောက်ပါပေါ့နော်ထောက်ပါပြီအပြင်လည်းထောက်ပြီအထဲလည်းထောက်ပြီဒီလောက်ဆိုရင်ဒါတက်ဝယ်လာပြီးရင်ကျွန်တော်ပြန်ထည့်ရအောင်ပေါ့နော်ကျွန်တော်ပစ္စည်းမှာလိုက်အောင်ပါပစ္စည်းမှာတော့ဟို100 200တော့စောင်းအောင်ပေါ့နော်ကျွန်တော်မှအဆင်သင့်မရှိဘူးဆိုတော့ဟုတ်ကဲ့ပါဒီနေ့ဆိုရင်ကျွန်တော်မှာထားတဲ့ပစ္စည်းကိုပြန်ရောက်ပါပြီပေါ့နော်ဒီမှာဒီပညာလှည့်တဲ့မော်တာတစ်လုံးနဲ့နောက်ပြီးတော့ဒီသွားတစ်စုံပေါ့နော်ဒီသွားတစ်စုံကျွန်တော်300လောက်စောက်လိုက်ရအောင်နော်ဒါ online မှာပဲကျွန်တော်မှာပြီးတော့ဝယ်တာပေါ့နော်ဒါသွားပါနော်ဒီသွားတစ်စုံကျွန်တော်လဲရမယ်ဒီမော်တာကျွန်တော်မော်တာကိုဖောက်ကြည့်အောင်ဒါလေးပေါ့နော်ဒီမှာသူ့အဟောင်းဒီမှာ H2 လို့ရေးတာပေါ့နော်ဒီမှာ H2 သူနကို original H2 Hatari original ဥစ္စာပေါ့နော်ဒီကောင်နဲ့မြင်ပုံစံအဟောင်းပေါ့နော်ဒီလိုမျိုးရှာတာမရှိပါဘူးဒီလိုမျိုးပုံစံအသစ်ပဲရှိတယ်နော်ဒီမှာလဲ H2 MA ဆိုပြီးသူရေးတာပေါ့နော်နော်တက်နိုင်ဆုံးတူအောင်ကျွန်တော်ဝယ်လာပေါ့နော်โอเคပြီးရင်ဒီဘက်ကကြည့်အလုံးချင်းတော့တူတယ်ဒါပေမဲ့ဒီအဟောင်းကနည်းနည်းလေးရှည်တော့ပေါ့နော်ဒီအစ်စ်ကနည်းနည်းသေးတယ်ဒီမှာဒီအစ်စ်မှာကျတော့ပင်ပါမလားနော်ပင်ကတော့ကိုယ့်အကိုထုတ်ပြီးတော့ပြန်ထည့်ရမှာနော်ဒီမှာဒီပင်ဟောင်းကိုပဲကျွန်တော်ထုတ်ကြအောင်ထုတ်ပြီးတော့ဒီပင်ကိုပဲဒီမှာပြန်ထိုးအောင်ပါနော်ဒီအဟောင်းဒီပင်ထုတ်ဖို့အတွက်ကျွန်တော်တူလေးနဲ့ရိုက်ချအောင်ပေါ့နော်ကျွန်တော်အခုခုနဲ့ခံပြီးရိုက်ပါနော်โอเคဒါဆိုရင်ဒီဟောင်းကပင်ထွက်သွားတယ်ပေါ့နော်ဒီပင်လေးကိုကျွန်တော်ဒီမတာလုံးအစ်စ်မှာပြန်ထည့်ပါတော့ကျွန်တော်ပြန်ထည့်တဲ့အခါကျရင်လည်းခံပြီးတော့ထည့်ပါတော့ဒီမှာဒီကောင်ကောက်သွားလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်ထည့်ပြီးသွားပြီပြောရရင်ကျွန်တော်ထည့်ကြဟောဒါအသစ်စင်သင့်ဖြစ်ပြီဆိုတော့ကျွန်တော်ဒီကောင်ကိုထည့်ကြဒီနောက်ကအောင်ကိုကျွန်တော်အရင်ထည့်လိုက်မှာပေါ့နော်ဒီမျိုးလေးရှိတယ်ပေါ့နော်ကျွန်တော်မူလီ3လုံးထည့်ပြီးပါရင်ဒီနောက်ကဆက်အသွားလေးထည့်ကြည့်ပါနော်ဒီသွားလေးကျွန်တော်ထည့်ကြည့်မယ်အသွားထည့်ဖို့အတွက်ကျွန်တော်ဒီအောင်ဖြောက်လိုက်နော်ပြီးရင်ဒီနားမှာဒီလိုချောအောင်ကျွန်တော်မဲစီလေးရှိရင်ပေါ့နော်မဲစီရှိရင်လည်းတောက်ပြီးမရှိရင်လည်းဘာမှမဖြစ်ပါဘူးနော်โอเคပြီးရင်ကျွန်တော်ဒီလိုလေးထည့်ကြလိုက်ဒီနေရာမှာကျွန်တော်မဲစီထည့်လိုက်ထည့်ပြီးသွားရင်ကျွန်တော်မူလီရေးလိုက်โอเคဒီလောက်ဆိုတာလဲလို့ရတယ်ပေါ့နော်ပြီးရင်တော့အထဲဘက်ကဒီအထဲဘက်ကပင်လေးကိုလည်းကျွန်တော်မဲစီနဲ့တောက်လိုက်နော်နည်းနည်းလေးတော့ရချောတော့ပြီးရင်ဒီအထဲကနေကျွန်တော်ထိုးထည့်လိုက်ဒါဆိုရင်ဒီကောင်လည်းလိုက်လဲလို့ရတယ်ပြီးတော့ရင်ကျွန်တော်မော်တာထည့်မယ်နော်ဒီမော်တာဒီနေရာပေါ့နော်ဒီနေရာကိုပြန်ထည့်လိုက်ကျွန်တော်တိုင်းသားမူလီလေးဖြုတ်ပြီးရင်ဒီမှာဒီပင်ရဲ့
ထိန်နေဟိုအောက်ကအဆက်သွားတယ်ဟိုကကျွန်တော်ဝင်ထည့်ပေးတယ်နော်โอเคအဲဆိုရင်ဒီညလည်းဒီဝင်တော့ရနော်ဝင်တော့ကျွန်တော်မူလီပြန်ထည့်အဲဆိုပြီးသွားထဲလို့ပြီးသွားဆိုရင်ကျွန်တော်ဒီမှာမတာကျိုးနှချောင်းကိုကျွန်တော်ဖြတ်ထောက်လာတဲ့အစလေးနဲ့ဒီကျိုးနှချောင်းကိုကျွန်တော်ပြန်ဆက်မယ်ကပစီတာဒီနေရာကိုပြန်ထားလိုက်ဒီရင်ကျွန်တော်ဖြတ်ထားတဲ့ကျိုးနှချောင်းကိုကျွန်တော်ပြန်ပြီးတော့ဆက်ပေးလိုက်ဒီဟောင်းဝင်ဖြတ်ထောက်လိုက်နော်ဒီတိုင်းပဲကျွန်တော်ပူထားဖြစ်တဲ့ဖြူကျိုးဆိုရင်ဖြူကျိုးအောင်ဆက်ထည့်လိုက်ဆက်ပြီးသွားရင်ကျွန်တော်တိုက်နေပတ်လာတစ်ချောင်းပြီးသွားရင်နောက်တစ်ချောင်းဆက်ပေးလိုက်ပါပြီးရင်တစ်ဖောက်လိုက်နော်မဲကျိုးနေပါနော်โอเคဒီလောက်ဆိုရင်ကျွန်တော်ပြီးသွားပြီဒီတိုင်းမလျှောက်အောင်ကျွန်တော်ပြန်ပြီးတော့ဒီလေးချာလေးပြန်ချီပေးလိုက်မယ်နော်ဒါရက်လေးဖြစ်တော့โอเคကျွန်တော်ပြီးတော့ဒီပိုနဲ့အစလေးကိုဖြတ်ထောက်လိုက်ပြီးသွားရင်ကျွန်တော်ဒီအောက်ကပြန်ထည့်ပေးလိုက်ပြန်အောင်ထားပြီးသွားရင်ကျွန်တော်ဒါလေးကိုပြန်ဆက်ပေးလိုက်နော်ကျွန်တော်ဒီမူလီဟောင်းကဒီကောင်နဲ့ထဲမရအောင်နော်ထဲမရကျွန်တော်မူလီတစ်လုံးရှာရမယ်ပြီးသွားရောနော်โอเคပြီးသွားဆိုတော့ကျွန်တော်အပေါင်းပြန်တက်မယ်နော်ဟောင်းဒီကောင်နဲ့တက်ဆက်လိုက်ပြီးသွားပြီဆိုတော့ကျွန်တော်လက်ထိုးခြင်းမယ်နော်ကျွန်တော်ပန်ကားချက်ပိတ်လိုက်โอเคပြီးရင်1 2 3တော့โอเคစင်ပြေသွားနော်ဟုတ်လားအိုးဒီချက်ကောင်းတော့ပညာထည့်လို့ရပါတယ်နော်စတော့မရအောင်မဖြစ်တော့မတာလဲလိုက်ကောင်းသွားဒီဘက်တိုးရရင်ရက်ထားလိုက်ဒါကျိုးတစ်ချောင်းဆွဲဒီဘက်ကျိုးဆွဲရင်သူကနဲ့မယ်မတာပိုက်ပွင့်ကလောက်လေးပေါ့နော်โอเคရစင်ပြေပါတယ်ပါတကယ်ချင်းတော့ဒီနေ့ဒီနိုင်ငံကပန်ကာဟာတာရီမျိုးစားပါနော်ဒီကောင်လေးကိုကျွန်တော်ပြင်လို့အောင်မြင်တော့ပြီဒါပိုင်ရှင်ကိုကျွန်တော်ပြန်ပေးလိုက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကိုစအနေအဆုံးထိအားပေးခဲ့တဲ့ငွေချင်းမိတ်ဆွေများအားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါစေခင်ဗျကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေရိုက်ပြီးတော့ပြန်တင်ပေးပါအောင်မယ်ကျွန်တော် channel လေးကို subscribe မနှိပ်အားရသေးဘူးဆိုရင်လည်း subscribe ပါလေးနှိပ်ပြီးတော့ကျွန်တော်အားပေးသွားလို့ရပါတယ်ခင်ဗျနော်နောက်ထပ်ဗီဒီယိုတွေကိုအနိုင်ဆုံးရိုက်ပြအောင်မှာဖြစ်ပါတယ်အားလုံးပဲတက်တာနောက်ဗီဒီယိုမှာပြန်ဆုံပါ